ကလေးလူကြီးအရွယ်သုံးမလုံးကြိုက်ကြတဲ့ပေါမောက်ဘူတင်လေးကိုလှုပ်ရှားထားပါတယ်။ပေါဝင်ပစ္စည်းလေး၄မျိုးတဲ့နဲ့လှုပ်ရှားတာလည်းအရန်ကိုလည်းကူပါတယ်ရှင်။ပထမဆုံးကြက်ဥလေးလေးလုံးကိုခလောက်ထားလိုက်မယ်။အဲဒီနောက်မှာတော့ရတာအတွက်စားလေးနှင်းငယ်ထည့်ပါမယ်။အချိုရတာအတွက်တကြားလေးသုံးစွန်းလည်းထည့်လိုက်ပါမယ်။တကြားသုံးစွန်းဆိုရင်လေရတာလည်းရမ်းချိုခဲမနေဘူး။ရတာလည်းပေါ့မနေပဲနဲ့ကိုပစက်နဲ့တော့အနီတော့ပါပဲ။တပတ်ဆူအောင်ကြိုးထားတဲ့နွားနို့လေး30သားလောက်ကိုလည်းထည့်လိုက်ပါမယ်။အားလုံးကိုတိကျရုံးဝင်ပြီးသွားရင်တော့စကားလေးနဲ့ဆက်လိုက်ပါမယ်။အဲဒီနောက်မှာတော့ပုံမှန်ပမုန်းချက်တဲ့စိုက်သီးတဲ့ပမုန်းချက်အသီးလေး6ချက်ကိုအတုံးလေးတွေညှက်ပြီးတော့ထည့်လိုက်ပါမယ်။ဒီချိုးစားလေးကတော့ကိုယ်အဆင်ပြေသလိုခံမှန်းပြီးတော့ခါကြတော့လှုပ်ကြည့်လိုက်တာအပြော့မာနေထားရောရှားတာနေထားရောရမ်းကိုအဆင်ပြေပါတယ်။ပပတ်ဆူအောင်တဲထားတဲ့ရှင်လေးရိုးတွေကိုစောနာပူတင်းခွက်လေးကိုထည့်ပြီးတော့ခါကြတော့နာရီဝက်လောက်ပေါင်းလိုက်ပါမယ်။ချက်သွားပြီဆိုလို့ရှိရင်တော့ဟိုပပတ်လဲလေးတွေကိုဓားလေးနဲ့အရှာပေးပြီးတော့ခါကြတော့ပကံပြားလေးတစ်ချက်တည်းကိုမှောက်ပြီးတော့ထည့်လိုက်ပါမယ်။ဒီပေါင်မဘူတင်လေးကလေလောရတာလဲရမ်းကိုလွယ်ကူတယ်ကျမကြီးနဲ့လည်းညီညွတ်တယ်အာဟာရလည်းပြည့်ဝတဲ့အတွက်ကြောင့်မလို့ကိုကတော့ရမ်းကိုကြိုက်ပါတယ်ရှင်။ခုလိုမျိုးတစ်ခွက်စာလောက်လှုပ်စားရင်တော့၄ယောက်လောက်ကိုဝဝလင်းလင်းစားရပါတယ်နော်။